စက်တုံဖြူကိုအမြဲဝယ်စားနေရတာပင်ပန်းနေပြီလားအိမ်မှာရှိတဲ့ပစ္စည်းအဟောင်းလေးတွေကိုအသုံးချပြီးစက်တုံဖြူကိုအလွယ်တကူစိုက်ပျိုးနိုင်တဲ့နည်းလမ်းတစ်ခုကိုဒီနေ့မျှဝေပေးချင်ပါတယ်ဒီနည်းလမ်းအတွက်လိုအပ်တာကတော့အသုံးမပြုတော့တဲ့ပလတ်စတစ်အချိုရည်ဘူးတချို့နဲ့စက်တုံဖြူအနှဲငယ်တာဖြစ်ပါတယ်ပထမဆုံးပလတ်စတစ်ဘူးရဲ့ဘေးဘက်မှာစက်တုံဖြူထည့်လို့ရမယ့်အရွယ်စားအတိုင်းအပေါက်3ပေါက်လောက်ဖောက်ပေးရပါမယ်အပေါက်တွေကိုအကွာဝေးညီညီထားပေးရင်ပိုအဆင်ပြေပါတယ်ပြီးရင်စက်တုံဖြူဥတွေကိုရွေးယူပြီးအမြင့်ထွက်မဲ့အောက်ခြေကိုမထိခိုက်စေဘဲအပေါ်ဘက်အဖျားကိုအနှဲငယ်ဖြတ်ပေးပါဒီလိုလုပ်ပေးခြင်းကအညှောက်ထွက်လာဖို့ပိုလွယ်ကူစေပါတယ်ထို့နောက်ဘူးကိုလှဲထားတဲ့အခါမလိမ့်သွားစေဖို့ဘူးရဲ့နှစ်ဖက်မှာအထောက်အကူဖြစ်စေမဲ့ပစ္စည်းလေးတွေကတ်ထားနိုင်ပါတယ်အခုဆိုရင်ဘူးထဲကိုရေဖြည့်ပြီးဖောက်ထားတဲ့အပေါက်တွေထဲမှာစက်တုံဖြူဥတွေကိုထည့်ပေးလိုက်ပါအမြင့်ထွက်မဲ့အောက်ခြေကရေနဲ့ထိတွေ့နေဖို့အရေးကြီးပါတယ်အဲ့ဒီနောက်မှာတော့အထူးဆန်းလုပ်เสียရမလို့တော့ပါဘူးနေအောင်ရတဲ့နေရာတနေရာမှာထားပြီးနေ့စဉ်ရေကိုစစ်ဆေးပေးရုံပါပဲရက်အနှဲငယ်ကြာလာတဲ့အခါအဖြူရောင်မြစ်လေးတွေစတင်ထွက်လာတာကိုတွေ့ရမှာဖြစ်ပြီးနှစ်ပတ်ခန့်ကြာမှာတော့အမြစ်တွေပုံမတန်မာလာကအညှောက်စိမ့်စိမ့်လေးတွေလည်းပေါက်လာပါလိမ့်မယ်ဒီအချိန်ရောက်ရင်မြေကြီးထည့်ထားတဲ့အိုးတွေတဲကိုပြောင်းဆိုင်နိုင်ပါပြီးစက်တုံဖြူဥကိုအမွှာတမွှာချင်းစီခွဲပြီးစိုက်ပျိုးပေးရုံနဲ့အပင်တပင်ချင်းစီတီးတန့်ကြီးထွားလာမှာဖြစ်ပါတယ်စနစ်တကျပြုစုစောင့်ရှောက်ပေးမယ်ဆိုရင်စက်တုံဖြူတအုပ်ကနေအပင်များစွာရရှိနိုင်ပြီးမိသားစုစားသုံးဖို့အတွက်လုံလောက်တဲ့စက်တုံဖြူတွေကိုကိုယ်တိုင်စိုက်ပျိုးနိုင်မှာပါဒီနည်းလမ်းလေးကိုတင်လဲစမ်းကြည့်ပြီးအိမ်မှာပဲလက်ဆက်တဲ့စက်တုံဖြူတွေစိုက်ပျိုးကြည့်လိုက်ပါ